အလုပ်ရှင်ကြီးဒီမှာတသိန်းပါကျွန်တော်အမေရဲ့အိမ်မက်ကကားတစ်စီးရှိချင်တာပါအနည်းဆုံးကားလေးတစ်စီးပဲဖြစ်ဖြစ်ပေးပါနော်တသိန်းနဲ့ကားလားဒီမှာကားရောက်တာပါသူတောင်းစားတွေကိုအလှမပေးဘူးစကူရတီဒီအမိုက်ကောင်တွေကိုတွန်းထုတ်လိုက်လာပါသားရီငါတို့အတွက်ကားဆိုတာကံမပါတာပဲငါတို့နာမည်ထဲမှာလှည့်စားခြင်းပဲရေးထားတာဒီကနေသွားရအောင်မိခင်ရေကံကတတိမရှိတဲ့သူတွေအတွက်ပါကျွန်တော်အတွက်တော့ဇွဲပါပဲဒီနေ့ငါ့ကိုတွန်းထုတ်လိုက်တယ်နော်မနှက်ဖြန်ဒီရှိုးရုံးတစ်ခုလုံးဝယ်ပြီးမင်းချီတော့အောင်မှာချပေးမယ်တတိပေးပြီးသားပါဒါပေမဲ့အသက်ရှူတောင်ခတ်လာတယ်တောင်တွေချိုးဖောက်နိုင်တဲ့အင်အားတော့ရှိပါတယ်ဒါပေမဲ့မိခင်ရဲ့ဆင်းရဲမှုကိုချိုးဖောက်နိုင်တဲ့အင်အားမရှိသေးဘူးနားထောင်ပါဒီညရဲ့အကြီးဆုံးတိုက်ပွဲဒီမကောင်းဆိုးဝါးပလဝင်ကိုအနိုင်ရသူကတကုတည်ရမယ်တကုတည်ဒီမကောင်းဆိုးဝါးတွေကိုငါအနိုင်ရရင်မိခင်ရဲ့ဆင်းရဲမှုအလုံးအဆုံးသတ်မယ်ဒီမြို့မှာကြားတွေရှိတယ်လို့ကြားထားတယ်ဒါပေမဲ့ငါမြင်တာကစုံနေတဲ့ကြောင်လေးတွေပါပဲမိခင်ကမွေးထားတဲ့သားရဲတယောက်ရှိလားစူညံမနေတရိတ်ဆန်တွေကအော်တတ်တယ်မူဆိုးတွေကမအော်ဘူးတငယ်ချင်းတို့ဒီနေ့ငါရှုံးသွားရင်ငါမိ